ပင်လေးတော့ကိုကတို့တော့ရဲဆိုရတယ်ကျဲ I am worldwide handsome Yeah, I'm worldwide handsome. Yeah, hello. ဆောနာကောင်လေးတို့သဘာဝနီးတဲ့အတိုင်းမြန်နုပြိုချောမောလာပါနေတဲ့ဒီကိုဒီပြပြပေးသွားမှာပဲဖြစ်ပါတယ် So let's go သဘာဝအတိုင်းနုပြိုပြီးတော့အရွယ်တင်နေဖို့ဆိုရင်ကျွန်တော်တို့အလားပါအတွက်အဓိကထောက်ကူပြုတဲ့ဗီတာမင် C E A စတာတွေကိုပြေဝဆက်လုပ်ပေးဖို့လိုအပ်ပါတယ်ဒီဥသောဗီတာမင် C ရာဆိုရင်တော့ကျွန်တော်တို့အသားအရည်တင်းရင်မှုတွေလိုအပ်တဲ့ collagen ထုတ်လုပ်မှုမှာပါဝင်တဲ့ဒါအပြင်သူ့မှာ antioxidant အရှင်ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီခန္ဓာကိုယ်မှာရှိတဲ့ cells တွေဖြစ်စီခံရတာတွေကာဝယ်ပေးတယ်ဒါအပြင်ဗီတာမင် C ကကိုယ်ဟန်စနစ်ကောက်ဖို့အတွက်လည်းထောက်ကူပြုပါတယ်နော်ဗီတာမင် C ကိုတော့အဓိကအပြင်လိမ္မော်သည်တက်မြသည်ကျွဲကောသည်ခဲညင်သည်မလကာသည်စားတဲ့အသီးတွေကလည်းအဓိကရပါတယ်တော့ဗီတာမင် C ချိုးတတ်မယ်ဆိုရင်တော့သဖုတ်သွေးယိုတာသဖုတ်ချောင်းတာစားတဲ့အခြေအနေနဲ့လာတတ်တဲ့စကာဘီဆိုတာဖြစ်တတ်ပါတယ်နောက်တော့နှစ်ခုဖြစ်တယ်ဗီတာမင် E နဲ့ A မှာလည်းသူတို့မှာ antioxidant အရှင်ရှိတဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာရှိတဲ့ cells တွေဖြစ်စီခံတာတွေကာဝယ်ပေးပြီးတော့ပုံမင်းချင်းညော်လာတာကိုနှောင့်နှေးစေပါတယ်နောက်ပြီးတော့သူတို့နှစ်ခုပါဆိုရင်အစီမာပျော်ဝင်တဲ့ဗီတာမင်အမျိုးအစားတွေဖြစ်တဲ့အတွက်ကြောင့်တို့အသားရည်ကိုချောဝေးကြည်လင်စေပါတယ်ဗီတာမင် E ကိုတော့ဟင်းသီးရွက်စီပဲစီနေကြစီဂျုံပြမူစတာတွေမှာအဓိကတွေ့ရပြီးတော့ဗီတာမင် A ကတော့ကျွန်တော်တို့သီးသီးဝလံနေနဲ့မုံလာဥတွေမှာအဓိကပါပါတယ်နော်ဗီတာမင် E ချိုးရမယ်ဆိုရင်တော့ကင်ဆာကြောချင်းရောဂါစတာတွေပိုပိုဖြစ်ပွားနိုင်ခြင်းရှိပြီးတော့တို့စောစောအိုမေးခြင်းရောရှိပါတယ်ဗီတာမင် A ချိုးရမယ်ဆိုရင်တော့အဓိကအပြင်မျိုးလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်စေပါတယ်ဗျကဲအဲ့ဒါဆိုရင်ဒီနေ့ကတော့လောက်ပါပဲဗျနောက်နေ့တွေမှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းလဲအကြောင်းအရာတွေနဲ့ပြန်လာအောင်မယ်ဆိုတာကိုထောက်ကြည့်ပေးပါဦးနော်